မြစ်တွေဟာကမ္ဘာမြေရဲ့အသက်သွေးကြောဖြစ်ပါတယ်။မြစ်တွေမှာရှိတဲ့ရေထုတွေဟာတစ်ကမ္ဘာလုံးရေထုရဲ့အပုံတစ်သန်းပုံတစ်ပုံသာရှိပြီးကမ္ဘာမျက်နှာပြင်ပေါ်မှာရှိတဲ့ရေချိုထုရဲ့0.5% သာရှိပေမဲ့မြစ်တွေဟာကမ္ဘာပေါ်မှာရှိတဲ့အသက်ဆီဝဓာတ်ကိုမပျောက်ပြတ်အောင်ထိန်းသိမ်းပေးတဲ့နေရာမှာအဓိကအခန်းကဏ္ဍကပါဝင်နေပါတယ်။အခုပြထားတဲ့ပုံမှာအကြီးဆုံးဖြစ်တဲ့အဝါရောင်စက်လုံးကကမ္ဘာကြီးရဲ့ထုထည်ကိုကိုယ်စားပြုပါတယ်။အပြာရောင်အဆက်3ဆက်မှာအကြီးဆုံးအပြာရောင်အဆက်ကပင်လယ်သမုဒ္ဒရာတွေအပါအဝင်ကမ္ဘာပေါ်မှာရှိသမျှရေအားလုံးရဲ့ထုထည်ကိုကိုယ်စားပြုပါတယ်။ဒုတိယအပြာရောင်အဆက်ကလူတွေထုတ်ယူသုံးစွဲဖို့မလွယ်ကူတဲ့အာတိတ်အနာတိကတိုက်ကရေခဲတောင်တွေမြေအောက်ကကြောက်ကြိုကြောက်ကြားမှာခိုးအောင်းနေတဲ့ရေတွေအပါအဝင်ရေချိုအားလုံးကိုကိုယ်စားပြုပါတယ်။တတိယအပြာရောင်အဆက်ကတော့လူတွေလက်လန်းမီတဲ့မြစ်ချောင်းအင်းအိုင်တွေထဲမှာရှိသမျှရေချိုထုကိုကိုယ်စားပြုပါတယ်။ဒီအချိုးကျစကေးကိုက်ဆွဲထားတဲ့ပုံကိုကြည့်ုံနဲ့ကမ္ဘာပေါ်မှာကျမတို့ရယူသုံးစွဲနိုင်တဲ့ရေချိုထုဟာထင်သလောက်များများဆဆမရှိဘူးဆိုတာတွေ့ရမှာဖြစ်ပါတယ်။မြစ်တွေဟာကမ္ဘာသမိုင်းတစ်လျှောက်ယဉ်ကျေးမှုလူ့ဖွဲ့စည်းတွေမွေးဖွားရာနေရာလည်းဖြစ်ပါတယ်။ရှေးဟောင်းအီဂျစ်၊မက်ဆိုပိုတေးမီးယား၊အိန္ဒိယနဲ့တရုတ်ယဉ်ကျေးမှုလူ့ဖွဲ့စည်းတွေဟာနိုင်းမြစ်၊ယူဖရေးတီးနဲ့တိုက်ဂရစ်၊အိန္ဒုမြစ်ဝါစတဲ့မြစ်ဝှမ်းဒေသတွေကိုအခြေခံပြီးပေါ်ထွန်းလာခဲ့ကြပါတယ်။ကျမတို့မြန်မာယဉ်ကျေးမှုလူ့ဖွဲ့စည်းဟာလည်းဧရာဝတီမြစ်ဝှမ်းကိုအခြေတည်ပြီးရှင်သန်ကြီးထွားလာခဲ့တာဖြစ်ပါတယ်။မြစ်တွေရဲ့ထူးခြားချက်တစ်ခုကကမ္ဘာပေါ်မှာဇီဝကွဲပြားမှုအစုံလင်ဆုံးနေရာတစ်ခုဖြစ်နေခြင်းပါပဲ။မြစ်ထဲမှာရှိတဲ့ငါးမျိုးကွဲအရေအတွက်ဟာပင်လယ်သမုဒ္ဒရာထဲမှာရှိတဲ့ငါးမျိုးကွဲအရေအတွက်ထက်ပိုများပါတယ်။မြစ်တွေရဲ့ပုံသဏ္ဍာန်ဟာပုံသေးတသမတ်ထဲမရှိဘဲအမြဲပြောင်းလဲနေပါတယ်။နဒီဝင်ကန်ဆိုတဲ့ဆိုရိုးစကားအတိုင်းပဲမြစ်ဟူသမျှဟာကောက်ကောက်ကွေ့ကွေ့သာစီးဆင်းကြပါတယ်။ကောက်ကွေ့တဲ့မြစ်ကြောင်းအပြင်ဘက်အပိုင်းဟာခရီးပိုဝေးတဲ့အတွက်ရေစီးနှုန်းပိုမြန်ပါတယ်။ရေစီးနှုန်းပိုမြန်တဲ့အတွက်တိုက်စားမှုနှုန်းကလည်းပိုမြန်ပါတယ်။ကောက်ကွေ့တဲ့မြစ်ကြောင်းပိုင်းမှာအပြင်ဘက်ကမ်းပါးကတိုက်စားခံရပြီးအတွင်းဘက်မှာပိုချတဲ့အတွက်ကောက်ကွေ့တဲ့မြစ်ဟာပိုပြီးကောက်တစ်ထပ်ကောက်လာရပါတယ်။အဲလိုကနေနောက်ဆုံးစက်ဝိုင်းပြစ်တစ်ခုလောက်အထိဖြစ်လာတဲ့အချိန်မှာထိပ်စနှစ်ခုဆက်သွားပြီးမြစ်ဟာအဖြောင့်အတိုင်းဖြတ်စီးသွားပါတော့တယ်။ခြံထားခဲ့တဲ့မြစ်ကွေ့ပိုင်းကိုမြစ်ကျိုးအင်းလို့ခေါ်ပါတယ်။မြစ်ဆိုတဲ့အဓိပ္ပာယ်သတ်မှတ်ချက်ကတိတိကျကျရေရေရာရာမရှိတဲ့အတွက်ကမ္ဘာပေါ်မှာရှိတဲ့မြစ်အရေအတွက်ကိုအတိအကျပြောနိုင်ဖို့မလွယ်ပါဘူး။ဥပမာအားဖြင့်ချောင်းနဲ့မြစ်ကိုဘယ်လိုခွဲခြားထားသလဲဆိုတာမျိုးပေါ့။ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ကမ္ဘာပေါ်မှာမိုင်တစ်ထောင်အထက်ရှည်တဲ့မြစ်ပေါင်း100ကျော်ရှိနေပါတယ်။အာဖရိကတိုက်မှာရှိတဲ့နိုင်းမြစ်ကိုကမ္ဘာအရှည်ဆုံးမြစ်အဖြစ်အားလုံးကလက်ခံထားကြပါတယ်။မိုင်4310ရှည်တဲ့နိုင်းမြစ်ဟာယူဂန်ဒါနိုင်ငံဗစ်တိုးရီးယားအိုင်ကိုမြစ်ဖျားခံစီးဆင်းလာပြီးနိုင်ငံပေါင်း17နိုင်ငံကိုဖြတ်တန်းသွားကအီဂျစ်နိုင်ငံမြောက်ပိုင်းရောက်မှာမြေထဲပင်လယ်ထဲကိုစီးဝင်ပါတယ်။နိုင်းမြစ်ဟာကွဲပြားခြားနားလွန်းတဲ့ပထဝီရေမြေအနေအထားတွေကိုဖြတ်တန်းစီးဆင်းလာခဲ့ပါတယ်။အစပထမမှာစိမ့်ဆိုတဲ့အီကွေတာမိုးတစ်တောတွေဘက်ကနေစီးဆင်းလာခဲ့ပြီးမြောက်ပိုင်းရောက်မှာလွင်တီးခေါင်သဲကန်နာရတွေကိုလည်းဖြတ်တန်းလာခဲ့ပါတယ်။နိုင်းမြစ်ဟာကမ္ဘာအစောဆုံးယဉ်ကျေးမှုဖြစ်တဲ့အီဂျစ်ယဉ်ကျေးမှုပေါ်ထွန်းခဲ့ရာနေရာဖြစ်လို့လူယဉ်ကျေးမှုသမိုင်းမှာအရေးပါတဲ့မြစ်တစ်စင်းဖြစ်ပါတယ်။တောင်အမေရိကတိုက်ကအမေဇုန်မြစ်ကတော့3989မိုင်ရှည်ပြီးဒုတိယနေရာကကပ်လိုက်ပါတယ်။အရှည်မှာဒုတိယသာလိုက်ပေမဲ့စီးဆင်းတဲ့ရေထုထဲမှာတော့အမေဇုန်ကနိုင်းမြစ်ထက်အဆတရာပိုများပါတယ်။အခုပြထားတဲ့ပုံဟာကမ္ဘာပေါ်ကအဓိကမြစ်ကြီးတွေရဲ့အလျားရှည်စီးဆင်းတဲ့ရေထုထဲကိုစကေးကိုက်ဆွဲပြီးရှင်းပြထားတာဖြစ်ပါတယ်။ဒီပုံကိုကြည့်ရင်အမေဇုန်မြစ်ရဲ့ရေထုထဲဟာတခြားမြစ်တွေထက်အဆပေါင်းများစွာတာလွန်ကြီးမားနေတာတွေ့နိုင်ပါတယ်။အမေဇုန်မြစ်ဟာ2မိုင်ကနေ6မိုင်အထိကျယ်ပြီးမိုးရင်းရေပြည့်ချိန်မှာတချို့အစိတ်ပိုင်းတွေဟာမိုင်30လောက်အထိကျယ်သွားတတ်ပါတယ်။အမေဇုန်မြစ်ပေါ်မှာအခုအချိန်ထိတရားတစ်စင်းမှမထိုးနိုင်သေးပါဘူး။လွန်ခဲ့တဲ့အနှစ်15သန်းကအမေဇုန်မြစ်ဟာအခုစီးဆင်းနေတဲ့လားယာနဲ့ပြောင်းပြန်ဖြစ်တဲ့ပစိဖိတ်သမုဒ္ဒရာထဲကိုစီးဆင်းနေခဲ့တယ်လို့သိပ္ပံပညာရှင်တွေကပြောပါတယ်။အင်ဒီးစ်တောင်တန်းမြင့်တက်လာလို့အမေဇုန်မြစ်ဟာအနှစ်9သန်းလောက်ကြာအောင်ကုန်းတွင်းပိတ်သွားခဲ့ပြီးမှစီးဆင်းစရာလက်ရှိလမ်းကြောင်းအသစ်ကိုရှာတွေ့သွားခဲ့တာဖြစ်ပါတယ်။
နိုင်မြစ်ကလူယဉ်ကျေးမှုသမိုင်းကြောင်းမှာအရေးပါသလိုပဲဇီဝမျိုးကွဲစုံလင်ပေါ်ကျွယ်လှတဲ့ကမ္ဘာအကြီးဆုံးမိုးတစ်တောတို့တည်မိရာအမေဇုန်မြစ်ကတော့ကမ္ဘာကြီးရဲ့အဆုတ်လို့တောင်တင်စားရတဲ့အထိလူသားတို့ရဲ့အသက်ဇီဝရှင်သန်မှုအတွက်အရေးပါလှပါတယ်။9 ပေခွဲလောက်အထိကြီးထွားတဲ့မြစ်နေဖြန်တွေပန်းရောင်လင်းပိုင်တွေအနာကွန်ဒါမြွေကြီးတွေလျှက်စစ်ဓာတ်ထုတ်လွှတ်တဲ့ငရှင်တွေရေနေဝင်ပလွေတွေဟာအမေဇုန်မြစ်ရဲ့အမှတ်သင်္ကေတတွေဖြစ်ပါတယ်။အာဖရိကတိုက်အလယ်ပိုင်းမှာရှိတဲ့ကွန်ဂိုမြစ်ကတော့အနက်မီတာ230ရှိတဲ့အတွက်ကမ္ဘာပေါ်မှာအနက်ရှိုင်းဆုံးမြစ်ဖြစ်ပါတယ်။ရေစီးဆင်းတဲ့ထုထဲမှာအမေဇုန်ပြီးတဲ့နောက်ဒုတိယလိုက်ပါတယ်။မြစ်တွေဟာအမျိုးမျိုးသောပထဝီနေထားတွေကိုဖျက်ဆီးစီးဆင်းရင်းနဲ့တာယာလှပတဲ့ရေတံခွန်တွေရင်သက်ရှုမောဖွယ်ရာခြောက်ကြီးတွေမြင်သူတိုင်းကိုအံ့ဩမင်တက်မိသွားစေလောက်တဲ့ရှိုးမြောင်နေရာတွေကိုဖန်တီးဖြစ်ပေါ်စေပါတယ်။ဗင်နီဇွဲလားနိုင်ငံကချူရယ်မြစ်ပေါ်မှာတည်ရှိတဲ့အင်ဂျယ်ရေတံခွန်ဟာ989 မီတာမြင့်ပြီးကမ္ဘာအမြင့်ဆုံးရေတံခွန်ဖြစ်ပါတယ်။ကမ္ဘာအကျယ်ဆုံးရေတံခွန်ကတော့ကျမတို့ရဲ့အိမ်နီးချင်းလာအိုနိုင်ငံမှာတည်ရှိပြီးမဲခေါင်မြစ်ပေါ်ကခွန်ရေတံခွန်ဖြစ်ပါတယ်။မီတာ11000ကျယ်ပါတယ်။ကမ္ဘာအကြီးဆုံးရေတံခွန်ကတော့ကွန်ဂိုနိုင်ငံမှာတည်ရှိတဲ့ကွန်ဂိုမြစ်ပေါ်ကအင်္ဂါရေတံခွန်ဖြစ်ပြီးတစ်စက္ကန့်မှာရေကူးပမီတာ2000ခွဲလောက်စီးဆင်းနေပါတယ်။လူအများသိကြတဲ့ဗစ်တိုးရီးယားရေတံခွန်နိုင်အာဂရာရေတံခွန်တို့ဟာအခုစာရင်းထဲမှာမပါကြပါဘူး။မြစ်တွေအားလုံးဟာမြေပြင်ပေါ်မှာပဲဖြတ်တန်းစီးဆင်းနေကြတာမဟုတ်ပါဘူး။မြေအောက်ကပုံရှိုးကွယ်ရှိုးနဲ့စီးဆင်းနေကြတဲ့မြစ်တွေလည်းရှိပါတယ်။ဖိလစ်ပိုင်နိုင်ငံကပွာတိုပရင်ဆာဆာမြစ်ဟာတောင်တရုတ်ပင်လယ်ထဲကိုမစီးဝင်ပြီးတောင်တလုံးထဲကို9 မိုင်လောက်ရှို့ဝင်ပျောက်ကွယ်သွားကပြီးမှတဖန်ပြန်ပေါ်လာပြီးပင်လယ်ထဲစီးဝင်သွားတာဖြစ်ပါတယ်။ပွာတိုပရင်ဆာဆာမြေအောက်မြစ်ကိုယူနက်စကိုကကမ္ဘာသဘာဝအံ့ဖွယ်9 ခုထဲမှာတစ်ခုအပါအဝင်အဖြစ်သတ်မှတ်ခဲ့ပါတယ်။မြစ်တွေရဲ့အကျိုးပြုမှုတစ်ခုကတချို့မြစ်တွေဟာပင်လယ်ထဲမစီးဝင်မီရေစီးနေသွားပြီးနှုံးနယ်နှစ်တွေပိုးချရင်းကနေမြစ်ခွဲကလေးတွေများစွာခွဲထွက်သွားကမြေဩဇာကောင်းတဲ့မြစ်ဝကျွန်းပေါ်ဖြစ်ပေါ်စေတာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံခွာပြီးတည်ရှိတဲ့မြန်မာပုတ္တရကင်္ဂါမြစ်ဝကျွန်းပေါ်ဟာစတုရန်းမိုင်4000ကျော်ကျယ်ဝန်းပြီးကမ္ဘာပေါ်မှာအကြီးဆုံးဖြစ်ပါတယ်။အဲ့ဒီမြစ်ဝကျွန်းပေါ်ဟာလူသန်း150ရဲ့မိခိုအသက်ရှင်ရက်တည်ရာဖြစ်ပါတယ်။အမေဇုန်မြစ်ဝကျွန်းပေါ်မဲခေါင်မြစ်ဝကျွန်းပေါ်ရန်စီမြစ်ဝကျွန်းပေါ်နိုင်မြစ်ဝကျွန်းပေါ်တို့ဟာထင်ရှားပြီးမြန်မာနိုင်ငံကအေရဝတီမြစ်ဝကျွန်းပေါ်ဟာစတုရန်းမိုင်13300ရှိပြီးကမ္ဘာပေါ်မှာအကြီးဆုံးမြစ်ဝကျွန်းပေါ်10 ခုထဲမှာပါဝင်ပါတယ်။အာရှတိုက်ရဲ့အဓိကမြစ်ကြီးတွေအားလုံးလိုဟာတိဘက်ကုန်းမြစ်ဒေသကနေမြစ်ဖျားခံစီးဆင်းလာကြတာဖြစ်တဲ့အတွက်အာရှရဲ့ရေရင်းမြစ်ဖြစ်တဲ့တိဘက်ဒေသကိုချုပ်ကင်ထားတဲ့တရုတ်နိုင်ငံဟာဒီမြစ်တွေအပေါ်မှီခိုနေရတဲ့မြစ်အောက်ပိုင်းကနိုင်ငံတွေအပေါ်နိုင်ကွက်တစ်ခုရှိနေတယ်လို့ဆိုနိုင်ပါတယ်။အိန္ဒိယနိုင်ငံရဲ့ထင်ရှားတဲ့မြစ်တစ်စင်းဖြစ်တဲ့ရမဗုဒ္ဓရမြစ်ရဲ့မြစ်ဖျားပိုင်းမှာကမ္ဘာအကြီးဆုံးဆည်ကြီးတည်ဆောက်ဖို့တရုတ်နိုင်ငံကကြံရွယ်နေပါတယ်။ဒါကိုအိန္ဒိယနိုင်ငံကသူ့အရှေ့မြောက်ဘက်ကပြည်နယ်တွေရေအခက်မကြုံရစေဖို့စိုးရိမ်တကြီးနဲ့စောင့်ကြည့်နေရပါတယ်။ဟိမွန်နာတောင်ဘက်ကျောကနေစတင်စီးဆင်းလာတဲ့ဂင်္ဂါမြစ်ဟာ1558 မိုင်ရှည်ပြီးအိန္ဒိယနိုင်ငံရဲ့အရေးပါဆုံးမြစ်တစ်စင်းဖြစ်ပါတယ်။ဂင်္ဂါမြစ်ဟာဗုဒ္ဓကျမ်းစာတွေထဲမှာမကြာခဏရည်ညွှန်းခံရလေးရှိတဲ့မြစ်တစ်စင်းဖြစ်သလိုဟိန္ဒူဘာသာဝင်တွေဘာသာရေးအရအထွတ်အမြတ်ထားတဲ့မြစ်တစ်စင်းလည်းဖြစ်ပါတယ်။လူတန်းပေါင်းများစွာရဲ့အထွတ်အမြတ်ထားခြင်းခံရတဲ့ဒီမြစ်ကို Holy River လို့လည်းခေါ်ကြပါတယ်။ဂင်္ဂါမြစ်ရေကိုချိုးရင်အပြစ်တွေတန့်စင်ပပျောက်တယ်လို့ဟိန္ဒူဘာသာဝင်တွေကအယူရှိကြပါတယ်။တစ်နှစ်တစ်ကြိမ်ဗာရာဏသီမြို့အနီးကဂင်္ဂါမြစ်ထဲမှာရေချိုးပွဲတော်ကျင်းပပြုလုပ်ပြီးလူတန်းပေါင်းများစွာပါဝင်ဆင်နွှဲကြပါတယ်။အာရှတိုက်ရဲ့အရှည်ဆုံးမြစ်ဖြစ်တဲ့ရန်စီမြစ်ဟာမိုင်3900ကျော်ရှည်လျားပြီးတိဘက်ကုန်းပြင်မြင့်ကစတင်မြစ်ဖျားခံလာကတရုတ်နိုင်ငံရဲ့ပြည်နယ်10 ခုကိုဖြတ်ပြီးအရှေ့တရုတ်ပင်လယ်ထဲကိုစီးဝင်ပါတယ်။ရန်စီမြစ်စီးဆင်းလာတဲ့ခရီးလေးပုံ3 ပုံဟာတောင်တန်းတွေကိုဖြတ်တန်းလာခဲ့တာဖြစ်ပါတယ်။ရန်စီမြစ်ဟာနိုင်ငံတစ်ခုအတွင်းမှာပဲတည်ရှိတဲ့မြစ်တွေထဲမှာကမ္ဘာမှာအရှည်ဆုံးဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့အဓိကမြို့ကြီးတွေဖြစ်တဲ့ချုံကင်းဝူဟန်နန်ကျင်းနဲ့ရှန်ဟိုင်းမြို့တွေဟာရန်စီမြစ်ပေါ်မှာတည်ရှိပါတယ်။မြစ်တွေဟာလူသားတွေရဲ့ကျေးဇူးရှင်တွေဖြစ်တယ်လို့ပဲတခါတရံမှာတော့စိတ်ဆိုးဒေါသထွက်တတ်ပါတယ်။ကမ္ဘာပေါ်မှာသမိုင်းတစ်လျှောက်လူအများဆုံးတက်ခဲ့ဘူးတဲ့မြစ်ကိုသင်သိပါသလား။အဲ့ဒါကတော့တရုတ်နိုင်ငံရဲ့ဒုတိယမြစ်တစ်စင်းဖြစ်တဲ့မြစ်ဝါမြစ်ပဲဖြစ်ပါတယ်။
ရုတ်နိုင်ငံရဲ့သမိုင်းဟာမြစ်ဝါမြစ်နဲ့ဆက်စပ်နေပြီးတရုတ်ယဉ်ကျေးမှုဟာမြစ်ဝါမြစ်ဝမ်းကိုအမီပြုပေါ်ထွန်းလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့မြစ်ဝါမြစ်ဟာတခါတရံမှာတော့သူ့ကိုမှီခိုနေသူတွေအပေါ်အညာအတာကင်းမဲ့စွာရရက်ဆက်ဆက်ပြုမှုတတ်ပါတယ်။မြစ်ဝါမြစ်ကိုတရုတ်တွေကပရိဒေဝမြစ်လို့လည်းခေါ်ကြပါတယ်။တရုတ်နိုင်ငံရဲ့သမိုင်းတစ်လျှောက်မှာမြစ်ဝါမြစ်ရေလွှမ်းမှုတွေကြောင့်လူသန်းပေါင်းမြောက်များစွာအသက်ဆုံးရှုံးခဲ့ရပါတယ်။အဲ့ဒီအရေအတွက်ဟာကမ္ဘာပေါ်ကတခြားဘယ်မြစ်ထက်မဆိုပိုများပါတယ်။တိဘက်ကုန်းပြင်မြင့်ကိုပဲမြစ်ဖျားခံလာပြီးစီးဆင်းလာတဲ့နောက်ထပ်မြစ်တစ်စင်းကတော့မိုင်3000ရှည်လျားတဲ့မဲခေါင်မြစ်ဖြစ်ပါတယ်။မဲခေါင်မြစ်ဟာနိုင်ငံပေါင်း6နိုင်ငံကိုဖြတ်တန်းသွားပြီးဗီယက်နမ်နိုင်ငံအရောက်မှာမြစ်ဝကျွန်းပေါ်တည်ဆောက်ကတောင်တရုတ်ပင်လယ်ထဲစီးဝင်ပါတယ်။မဲခေါင်မြစ်ဝမ်းတစ်လျှောက်မှာနေထိုင်သူလူဦးရေတန်း80ရှိပါတယ်။မဲခေါင်မြစ်ဟာဗီယက်နမ်နိုင်ငံလေယာစိုက်ပျိုးရေးအတွက်လိုအပ်တဲ့ရေပမာဏရဲ့တဝက်ကိုထောက်ပံ့ပေးထားသလိုကမ္ဘောဒီးယားနိုင်ငံသားတွေစားသုံးနေတဲ့အသားဓာတ်ရဲ့80%ဟာမဲခေါင်မြစ်ထဲကငါးတွေကရရှိတာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာအရွယ်အစားအကြီးဆုံးကုန်းတွင်းငါးမျိုးစိတ်တွေကိုမဲခေါင်မြစ်ထဲမှာတွေ့ရပါတယ်။မဲခေါင်မြစ်ဝမ်းဟာနို့တိုက်သတ္တဝါမျိုးစိတ်430၊ငှက်မျိုးစိတ်1200၊တွားသွားသတ္တဝါမျိုးစိတ်800၊အပင်မျိုးစိတ်2000၊ငါးမျိုးစိတ်850တို့ရဲ့တည်မီရာနေရာဖြစ်ပါတယ်။မဲခေါင်မြစ်ရဲ့ထူးခြားချက်တစ်ခုကသတင်းကြိုလာရောက်တဲ့အခါရေထဲကမီးလုံးတွေထွက်လာပြီးကောင်းကင်ပေါ်ပြန်တက်သွားတာကိုတွေ့ရလေးရှိတာပါ။ဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာကိုဘယ်သူမှတိတိပပမသိကြပေမဲ့ဒေသခံတွေကတော့နတ်ပြည်ကကြော်လာတဲ့ဗုဒ္ဓကိုရေအောက်ကနဂါမင်းကမီးပူဇော်တာလို့ပြောကြလေးရှိပါတယ်။အခုအခါမှာကမ္ဘာပေါ်ကမြစ်ကြီးတွေအားလုံးလိုပေါ်မှာစီရေတိဆောက်ထားကြတာကြောင့်မြစ်တွေဟာပင်လယ်စီဖြောင်းဖြောင်းတန်းတန်းမစီးနိုင်ရှာကြတော့ပါဘူး။ရန်စီမြစ်ပေါ်မှာကမ္ဘာအကြီးဆုံးဖြစ်တဲ့ချိုင်ဝမ်သုံးသွယ်ဆယ်ကြီးအပါအဝင်ဆယ်ပေါင်း12ခုတိဆောက်ထားပါတယ်။မဲခေါင်မြစ်ပေါ်မှာဆိုရင်ဆယ်ပေါင်း13ခုရှိပါတယ်။ဆယ်တခုမှမဆောက်ရသေးပဲအခုထိကံကောင်းနေတဲ့မြစ်တွေလည်းရှာရှာပါပါရှိနေပါသေးတယ်။မြန်မာနိုင်ငံမှာရှိတဲ့တန်လွင်မြစ်ဟာအာရှရဲ့အရှည်ဆုံးမြစ်တွေထဲမှာအပါအဝင်ဖြစ်ပါတယ်။တိဘက်ကုန်းပြင်မြစ်နဲ့ယူနန်ပြည်နယ်မှာမဲခေါင်မြစ်ရန်စီမြစ်တို့နဲ့ပြိုင်စီးဆင်းလာခဲ့ပြီးရှမ်းပြည်နယ်မန်းမောမြို့အနီးမှာမြန်မာနိုင်ငံထဲကိုဝင်ရောက်လာခဲ့ကမုတ္တမပင်လယ်ကွေ့ထဲကိုစီးဝင်ပါတယ်။တန်လွင်မြစ်ဟာ2044မိုင်ရှိပြီးတရုတ်နိုင်ငံထဲမှာမိုင်1200ရှိပါတယ်။တန်လွင်မြစ်ပေါ်မှာဆယ်တခုမှမဆောက်ရသေးတဲ့အတွက်တန်လွင်မြစ်ဟာအခုထိမီးမွေးတိုင်းဖမွေးတိုင်းရှိနေသေးတယ်လို့ဆိုရမှာဖြစ်ပါတယ်။ဆယ်မဆောက်ရသေးပဲလွတ်လွတ်လပ်လပ်စီးဆင်းခွင့်ရနေသေးတဲ့အာရှတိုက်ရဲ့မြစ်တွေထဲမှာတန်လွင်မြစ်ဟာအရှည်ဆုံးဖြစ်ပါတယ်။ဒါပေမဲ့အခုအခါတန်လွင်မြစ်ပေါ်မှာဆယ်ရီတိဆောက်ဖို့စီမံကိန်းအများပြားလျာထားကြပြီဖြစ်လို့အနာဂတ်ကာလမှာတန်လွင်မြစ်ဟာလည်းလွတ်လွတ်လပ်လပ်စီးဆင်းခွင့်ဆက်ရဖို့မသေးချာတော့ပါဘူး။မြန်မာနိုင်ငံရဲ့အဓိကမြစ်ကြီးတစ်စင်းဖြစ်တဲ့ဧရာဝတီမြစ်ဟာမူလအစကအခုလမ်းကြောင်းအတိုင်းစီးဆင်းနေတာမဟုတ်ပါဘူး။လွန်ခဲ့တဲ့အနှစ်2 သန်းခွဲလောက်ကချင်းတွင်းမြစ်ဟာအခုဧရာဝတီမြစ်လမ်းကြောင်းအတိုင်းပင်လယ်ထဲကိုစီးဝင်နေခဲ့ပြီးဧရာဝတီမြစ်ကအခုစစ်တောင်းမြစ်လမ်းကြောင်းအတိုင်းမုတ္တမကွေ့ထဲကိုတီးခြားစီးဆင်းနေကြပါတယ်။လွန်ခဲ့တဲ့အနှစ်2 သန်းခွဲနဲ့12000ကြားမှာတည်ရှိခဲ့တဲ့ပလိုက်စတိုစင်ခေတ်ကာလအတွင်းမှာမြန်မာပြည်အလယ်ပိုင်းမှာကြီးမားတဲ့ဘူမိပြောင်းလဲမှုတွေဖြစ်ပေါ်ခဲ့ပြီးဧရာဝတီမြစ်ဟာမူလစီးဆင်းရာလမ်းကြောင်းပြတ်တောက်သွားခဲ့တဲ့အတွက်ချင်းတွင်းမြစ်ရှိရာစီကွေ့ဝိုက်စီးဆင်းခဲ့ရတာဖြစ်တယ်လို့ဘူမိရုပ်သွင်ပညာရှင်တွေကယူဆကြပါတယ်။လက်ရှိစစ်တောင်းမြစ်ဟာသူစီးဆင်းတဲ့ရေထုထဲနဲ့စာရင်ကြီးမားလွန်းတဲ့မြစ်ရိုးကြိုင်ဝမ်းရှိနေတာကလည်းတစ်ချိန်လုံးကကြီးမားတဲ့ရေထုစီးဆင်းခဲ့တဲ့လက္ခဏာတစ်ခုဖြစ်တယ်လို့ဆိုကြပါတယ်။အဲ့လိုဆိုရင်ချင်းတွင်းမြစ်ကဧရာဝတီမြစ်ထဲစီးဝင်တာမဟုတ်ပဲဧရာဝတီကသာချင်းတွင်းမြစ်စီလာပေါင်းစုံတာလို့ပြန်ပြောင်းပြောရတော့မှာဖြစ်ပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ကဘယ်လိုထင်မြင်ယူဆပါသလဲ။ကွန်မန့်မှာရေးပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။